Fortune for you. ကောင်းခြင်းမင်္ဂလာပြည့်စုံတော်မူနိုင်ကြပါစေအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့စာမေးပွဲကာလလေးကိုကြားရောက်တော့မယ်ဆိုတဲ့အခါမှာအင်္ဂါသားသမီးကျွန်တော်ရဲ့ချစ်မိတ်ဆွေများညီငယ်ညီမငယ်များစာမေးပွဲဖြေဆိုတဲ့နေရာမှာအောင်မြင်မြင်ထွန်းထွန်းပေါက်ပေါက်နဲ့ဖြေဆိုနိုင်ရည်ချင်းကျိုးငါအထောက်ပံ့ဖြစ်စီနိုင်ခြင်းကျိုးငါကံပြရရတရားလေးလက်ဆောင်ပေးပြပါမိမိတို့စာမေးပွဲစပြီးတော့သွားရောက်ပြီးတော့ဖြေဆိုမဲ့နေ့မှာစပယ်ပန်းရတယ်ဆိုလို့ရှိရင်စပယ်ပန်းလေးမြတ်စွာဘုရားတမလှူဒန်းပြီးတော့မှဗုဒ္ဓဂုံတော်ကိုမိမိသက်စီရွတ်ဖတ်တဲ့ပူဇော်ပြီးတော့မှသွားရောက်ဖြေဆိုပါဖြေဆိုတဲ့အချိန်မှာဆိုရင်လည်းအမျိုးသမီးများဆိုလို့ရှိရင်လည်းစပယ်ပန်းလေးတွေပန်သွားတာယောက်ျားလေးများဆိုလို့ရှိရင်လည်းပဲစပယ်ပန်းလေးတွေမိမိရဲ့အိတ်ထောင်နဲ့ဒါမှမဟုတ်လို့ရှိရင်ကျောင်းစာအုပ်တွေထဲတဲ့လွယ်အိတ်ထဲကိုထည့်ပြီးတော့မှသွားရောက်ဖြေဆိုပါကောင်းလို့ရဆုလက်ရဟနာဖျက်ပြားတွေနဲ့အောင်မြင်ခြင်းပျော်ရွှင်မှုတွေနဲ့ဖြတ်သန်းနိုင်ပါလိမ့်မယ်ကျွန်တော်ရဲ့အင်္ဂါသားသမီးချစ်မိတ်ဆွေပေါင်းကောင်းခြင်းမင်္ဂလာအဖျက်ပြားနဲ့ပြည့်တော်မူနိုင်ကြပါသည်ကြောင်းဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ခင်ဗျာ